ဝက်ချံကုသတဲ့အခါမှာမြန်မြန်သက်သာဖို့အတွက်ကျွန်တော်ဆေးကမ်းမှာအသုံးပြုတဲ့နည်းလမ်းလေးကိုဒီနေ့မှာပြပြပေးမှာဖြစ်ပါတယ်နံပါတ်1နည်းလမ်းကတော့ကျွန်တော်ဆေးကမ်းမှာပြုလုပ်တဲ့ treatment တွေပေါ့ကုသမှုတွေကုသမှုတွေမှာဆိုရင်ကျွန်တော်အလင်းလိုင်းကုထုံတွေရှိမယ်နောက် chemical peeling လို့ခေါ်တဲ့ acid အပျော့စားကိုအသုံးပြုပြီးတော့ဒီချွေးပေါက်တွေပွင့်အောင်ရောင်ရဲမှုတွေကြောက်အောင်ပိုးတည်အောင်လုပ်တဲ့ကုသမှုတွေရှိတယ်နောက်တစ်ချက်ကတော့ကျွန်တော် injection ထိုးတာပေါ့ရောင်ရမ်းဒီတချို့ဒီဝက်ချံအဖုကြီးတွေပေါ့နော်ဒီ nodule လို့ခေါ်တဲ့ဝက်ချံအဖုကြီးတွေကိုကျွန်တော်မြန်မြန်ချက်သွားအောင်လို့ဆေးထိုးပြီးကုတဲ့ကုသမှုတွေရှိတယ်နောက်တစ်ခုကတော့ကျွန်တော် extraction လုပ်တာဒီဝက်ချံအဖုတွေညှစ်လို့ရတဲ့အဖုတွေကိုကျွန်တော်ညှစ်ပေးတာပေါ့ဒီလိုမျိုးကုသမှုတွေရှိပါတယ်အဲ့တော့ဒီကုသမှုတစ်ခုချင်းစီမှာဆိုသူတို့ရဲ့သက်ဆိုင်ရာကောင်းကျိုးတွေရှိတယ်နံပါတ်1ဖြစ်တဲ့ဒီ IPL လို့ခေါ်တဲ့အလင်းလိုင်းကုထုံးမှာဆိုရင်သူကရောင်ရမ်းမှုတွေကိုရောကြစေတယ်ကျွန်တော်ဒီလေဆာဆက်လိုမျိုးဆက်ကိုသုံးပြီးတော့ဒီအလင်းလိုင်းနဲ့ကုတာပေါ့အဲ့တော့ဒီအလင်းလိုင်းကုထုံးကြောင့်မို့လို့ကျွန်တော်တို့ရောင်ရမ်းမှုတွေရောကြစေတယ်ပိုးတွေသေးစေတယ်နောက်မျက်နှာရဲ့အသားရည်ကိုသူကပို့ပြီးတော့ကောင်းလာစေတယ်ဒီလိုနည်းအားဖြင့်ဝက်ချံကိုတက်တာစေတာပေါ့ပြီးတော့အဆီထုတ်လုပ်မှုလည်းချော့ချပေးတယ်နောက် chemical peeling လို့ခေါ်တဲ့ acid အပျော့စားကိုသုံးပြီးတော့ကုသတဲ့ကုသမှုကြတော့လေဒီပိုးတွေကိုသေးစေတယ်နောက်ရောင်ရမ်းမှုတွေကိုကျစေတယ်ပြီးတော့ skin ဒီအရေးပြားအပေါ်ယံအလွှာမှာရှိတဲ့အညစ်အကြေးတွေနောက်ချွေးပေါက်ပိတ်နေတာတွေကိုခွာပေးပြီးတော့ချွေးပေါက်တွေပွင့်စေတယ်အဲ့ဒီခါမှာဒီဝက်ချံအဖုတွေမဖြစ်အောင်လို့သူကကောက်ွယ်ပေးတယ်တက်တာစေတယ်ပေါ့နောက်တစ်ခုကတော့ဒီဆေးထိုးတာပေါ့ဆေးထိုးတာကတော့လူတိုင်းတော့လုပ်ချင်မလို့ဒီဝက်ချံအဖုအကြီးတွေဘယ်လိုမှကုသလို့မရတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်ဆေးထိုးရဲ့ကုသမှုကိုကျွန်တော်ပြုလုပ်ပေးတယ်နောက်တစ်ခုကတော့ညှစ်တာပေါ့နော်ဝက်ချံကိုကျွန်တော်တို့ဒီတခြားပိုးတန့်စင်ထားတဲ့ပစ္စည်းတွေအသုံးပြုပြီးတော့ဒါညှစ်ပေးတာဒါကတော့ဒီချွေးပေါက်တွေပိတ်ပြီးတော့အစီပေါက်တွေပိတ်ပြီးတော့ဒီအထက်ကအဆန်တွေမထွက်တဲ့အခြေအနေမျိုးတွေဆိုရင်တော့ကျွန်တော်တို့ဒီတခြားပိုးတန့်စင်ထားတဲ့ပစ္စည်းတွေညှစ်ပေးတာပေါ့ဒီလိုလုပ်ချင်းအပြင်ဒါဝက်ချံကိုမြန်မြန်သက်သာစေတယ်ဒါနံပါတ်1နီလန်ဖြစ်တဲ့ဆေးကမ်းမှာပြုလုပ်တဲ့ကုသမှုတွေပေါ့နောက်နံပါတ်2ကတော့ကျွန်တော်တောက်ဆေးတွေပေးတယ်တောက်ဆေးထဲမှာဆိုရင်ဒီ isotretinoin လို့ခေါ်တဲ့ဒီအစီထိန်းတဲ့ဆေးတွေပေါ့ဒီကောင်တွေကတော့ကျွန်တော်လူတိုင်းကိုပေးလို့မရဘူးအရန်ဆိုတဲ့ severe ဖြစ်တဲ့အခြေအနေမျိုးမှာပဲကျွန်တော်ပေးလို့ရှိတယ်ဒီဆေးကိုပေးပြီးဆိုရင် side effect အနေနဲ့ကျွန်တော်နှာခမ်းခြောက်တာတို့အာကောင်ခြောက်တာတို့ဒီမျက်ရည်ခြောက်တာတို့ဒီလိုမျိုးလက္ခဏာကျွန်တော်ခံစားရတတ်တယ်နောက်တစ်ခုကဒီကိုဝင်ဆောင်နေတဲ့သူတွေနောက်ကိုဝင်ယူဖို့အတွက်ကလေးယူဖို့အတွက်စူးစမ်းနေတဲ့သူတွေနောက်နို့တက်မိခင်တွေဒီလိုလူတွေကတော့ဒီဆေးကိုကျွန်တော်လုံးဝတောက်လို့မရဘူးအဲ့တော့ကိုကဆေးကန်းလာပြပြီးဆိုရင်ကိုမှကိုဝင်ရှိမရှိနောက်ကိုဝင်ယူဖို့ပြင်ဆင်နေတာဟုတ်မဟုတ်ပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့တခြားဆရာကိုပြပြဖို့လိုတယ်နောက်ထပ်တောက်ဆေးတွေကကျွန်တော်တို့ antibiotic တွေပေးတာပေါ့အဲ့တော့ဝက်ချံကိုဖြစ်စေတဲ့ကြောင်းရင်းထဲမှာဒီဘက်တီးရီးယားပိုးကြောင့်လည်းပါတာဖြစ်တဲ့အတွက် antibiotic ကတော့ကျွန်တော်ဝက်ချံကူတဲ့အခါမှာဒီမပမဖြစ်နေပါကျွန်တော်ထည့်ရတယ်ပိုးဝင်တဲ့လက္ခဏာရှိပြီဆိုတော့ antibiotic ကိုကျွန်တော်ပေးရတယ်ဒါအပြင်တခြားသောလိုအပ်တဲ့ဒီ supplement တွေဒီအရေးပြားအတွက်ကောင်းတဲ့အားဆေးတွေပေါ့နော်ဒါမျိုးဆေးတွေကျွန်တော်လိုအပ်ရင်ပေးရတာမျိုးရှိတယ်နံပါတ်3နည်းလဲကတော့လင်းဆေးပေါ့လင်းဆေးထဲမှာဆိုရင်ကျွန်တော်တို့ဒီပိုးသက်ဆေးလင်းဆေးတွေပေးရတယ်clindamycin တို့ metro တို့ပေါ့နော်စားတဲ့ဒီပိုးသက်ဆေးလင်းဆေးပေးရရှိတယ်နောက်တစ်ခုကဒီရောင်ရမ်းဝက်ချံအဖုတွေဆိုရင်တော့ကျွန်တော်တို့ရောင်ရမ်းမှုလည်းကြာအောင်ပိုးလည်းတည်အောင်လို့ benzoyl peroxide လိုမျိုးအဖုတိုးတဲ့အဆေးတွေကျွန်တော်ပေးရတာမျိုးရှိတယ်ဒါအပြင်ကျွန်တော်ဝက်ချံအဆီဖုတွေများနေတယ်နောက်အဆီထုတ်တာလည်းအရင်များတဲ့သူတွေဆိုရင်တော့ဒီ retinoid အုပ်စုတွေက adapalene တို့နောက် tretinoin တို့ဒီလိုလင်းဆေးတွေကျွန်တော်ပေးရတာမျိုးရှိတယ်ဒီလိုလင်းဆေးတွေကကျွန်တော်မျက်နှာကိုအသား6စေရပူဆက်ပူလောင်ဖြစ်စေရဒီလိုချင်းတွေမျိုးဆိုရင်ကျွန်တော်တို့က moisturizer လို့ခေါ်တဲ့azoratane cream ကိုတခြားလေးလိမ့်ပြီးလို့လိုရပေါ့ဒါတွေကကျွန်တော်ဆေးကမ်းမှာကျွန်တော်ပေးလိုက်ပြီဆိုရင်တော့လူနာကိုတခြားလေးမှာပေးလေးရှိပါတယ်ဒါတော့နံပါတ်3နီလန်ဖြစ်ပါတယ်နံပါတ်3နီလန်ဖြစ်တဲ့လင်းဆေးပေါ့နောက်နံပါတ်4ကတော့ကျွန်တော်နောက်တော့ skin care ဘိုင်းပေါ့အဲ့တော့ skin care ဘိုင်းမှာဆိုရင်လည်းကျွန်တော်4မျိုးမှတ်ထားရမယ်နံပါတ်1ကတော့ကျွန်တော် micellar water လို့ခေါ်တဲ့ဒီမျက်နှာကိုတန့်ရှင်းလုပ်ပေးတဲ့ဒီ cleansing water ပေါ့ဒီ cleansing water နဲ့ကျွန်တော်ပထမအဆင့်တန့်ရှင်းလုပ်ပေးမယ်ပြီးတော့ဒုတိယအဆင့်ကတော့ cleanser ပေါ့နော် facial cleanser နဲ့ကျွန်တော်မျက်နှာတစ်မယ်ပြီးပြီဆိုတာနဲ့ moisturizer တခြားလိမ့်မယ်အဲ့တော့ဝက်ချံကူတာတဲ့လိန်းဆေးတွေတောက်ဆေးတွေကြောင့်မလို့အဆီထုတ်လုပ်မှုလျော့နေသွားပြီးတော့မျက်နှာအသား6တယ်နောက်ပူဆက်ပူလောင်ဖြစ်တာမျိုးတွေခံစားတတ်တယ်ဒါကြောင့်မလို့ဒီဝက်ချံကူတဲ့အချိန်မှာ azoratane moisturizer ကတော့ကျွန်တော်မဖြစ်မနေသုံးဖို့လိုအပ်တယ်နောက်နံပါတ်4 skin care ကတော့sunscreen လို့ခေါ်တဲ့နေလောင်ကပေါ့အဲ့တော့နေလောင်က sunscreen ကိုကျွန်တော် SPF ကအနည်းဆုံး30ပါရမယ်အဲ့တော့ဒီ sunscreen လိမ့်ပေးခြင်းအပြင်ဒီဝက်ချံရောင်ရမ်းမှုတွေလည်းတက်တာစေတယ်ပြီးတော့ဒီဝက်ချံကြောင့်ဖြစ်ပြီးတော့ကျွန်တော်ဝက်ချံပျောက်သွားပြီးတော့ကြံခဲ့မဲ့အမဲဆက်တွေအနီဆက်တွေအမာရွတ်တွေကိုလည်းသူအများကြီးရှော့ချပေးတယ်ဒါကြောင့်မလို့ဒီဝက်ချံကုနေတဲ့အချိန်မှာ sunscreen ကိုကျွန်တော်လိမ့်ပေးဖို့လိုအပ်တယ်ဒါပေမဲ့ကိုရွေးချယ်တဲ့ဒီ skin care product တွေကဒီဝက်ချံကိုပုံမဆိုးစေတဲ့ဟာတွေဖြစ်ရမယ်နောက် comedogenic မဖြစ်တဲ့ဟာမျိုးဖြစ်ရမယ်နောက်အရန်အစီများတဲ့ဟာတွေဖြစ်လို့မရဘူးပေါ့နော်ဒီလိုမျိုးပစ္စည်းမျိုးတော့ကျွန်တော်ရွေးချယ်ပြီးတော့သုံးစွဲပေးရမယ်အဲ့တော့အခုကျွန်တော်ပြောခဲ့တဲ့နီလန်လေးကိုဆေးကမ်းမှာပြုလုပ်တဲ့ကုသမှုတွေပြီးတော့တောက်ဆေးလင်းဆေး skin care ပေါ့ဒီနီလန်လေးကိုကတော့ကျွန်တော်ဆေးကမ်းမှာအမြဲလိုလုပ်လို့ရှိတဲ့နီလန်တွေဖြစ်ပါတယ်ဒီနီလန်တွေကိုတခြားလေး
လိုက်နာမယ်ကျွန်တော်တို့ညွှန်ကြားတဲ့အတိုင်းတခြားလုပ်မယ်ဆိုရင်တော့ web chat မြန်ပြောက်ဖို့အတွက်အများကြီးထောက်ကူဖြစ်စေမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် web chat နဲ့ပတ်သက်ပြီးတော့သိချင်တာမေးမြန်းချင်တာရှိရဆိုရင် Oradan Clinic page မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် Oradan Clinic